ကလေးတွေကိုလိုအပ်တဲ့ဘဝကျွမ်းကျင်မှုတွေတင်ပေးဖို့ဆိုတာဘယ်မိဘအတွက်မဆိုခက်ခဲတဲ့အလုပ်တစ်ခုပါဒါကြောင့်ကလေးရောက်နှစ်ဆဲရှိတဲ့ဒီမြေခွေးမကြီးကတော့အလုံးမရှုပ်တော့ပါဘူးဘာလို့လဲဆိုတော့ကလေးတွေအများကြီးရှိတဲ့အခါအားသာချက်ကအကိုအမတွေကတယောက်ကိုတယောက်ပြန်တင်ပေးလို့ရတာပဲမဟုတ်လားကျွန်တော်အကိုတွေဆိုရင်ကျိုးနဲ့ပတ်သက်ရင်အရန်တော်တာကျွန်တော်တို့ကကျိုးထုံးမျိုးစုံကိုသိတာလေဘာပဲဖြစ်ဖြစ်ဟုတ်ကဲ့သူတို့တွေကတော့အစဉ်ပြေပြေနဲ့လိုက်လျောနောက်ထပ်အမေရဲ့ဘဝတင်လန်းကြောင်းကိုတက်ရမှာကတော့အသက်၄ပတ်ပဲရှိသေးတဲ့အိုလင်လေးပါသူကတော့သူ့ဘဝမှာအကြီးမားဆုံးတုံလို့အမေကတော့သူ့ကိုရုတ်တရက်ကြီးပစ်ထားခဲ့ပြီးသူ့ရဲ့ပညာရေးကိုသူ့အကိုအမရေစီမှာပဲလွှဲထားလိုက်ပါပြီကျွန်တော်ရဲ့ကိုတွေ့အတွေ့အကြုံအရပြောရရင်တော့အဲ့ဒါကတကယ်ကိုစိုးရွားတဲ့အကြံဉာဏ်ကြီးအိုလင်ကဘလို့သူငယ်ချင်းမျိုးနဲ့ကစားရမလဲဆိုတာကိုသင်ယူဖို့လိုပါတယ်ဒီလူကတော့ဖော်ရည်ပုံရသားပဲဖော်ရည်တယ်ဟုတ်ဘူးဘာရီမဟုတ်ဘူးမလုံးနဲ့မဟုတ်ဘူးအဲ့ဒီလူကိုသွားမဆတ်နဲ့အားလုံးကတော့အဆင်ပြေနေပါတယ်သူ့အကိုကြီးကအကိုကြီးတွေလှုပ်လေးရှိတဲ့အတိုင်းမင်းကိုဒုက္ခအကြီးအကျယ်ရောက်အောင်လှုပ်လိုက်တဲ့အထီးပေါ့ Gets you into major trouble. Is Mom going to offer any guidance at this point? No. Fortunately, they soon realize this is not someone that you want to play tag with. It's just another thrilling and slightly traumatic adventure with your brother that Mom will never ever hear about. Lesson 2, finding food. Basic technique for this is digging for grubs. I've seen Lion King. But if you thought Olin's brother was bad, his sister James is about to introduce him to a face full of scorpion. အဲ့ဒီအချိန်မှာအမေကဘာများလမ်းညွှန်ပေးဦးမလဲမပေးပါဘူးကံကောင်းတာကဒါကမင်းလိုက်တန်းပြေးတဲ့ကစားခြင်းတဲ့လူမျိုးမဟုတ်ဘူးဆိုတာသူတို့မကြခင်မှာပဲသိသွားကြပါရဲ့ Okay, not a chance. Lesson 3. ဒါကတော့မင်းအကိုနဲ့အတူကြုံရတဲ့ရင်ခုန်စရာကောင်းပြီးစိတ်တန်ရာနည်းနည်းရစေတဲ့စွန့်စားခန်းတစ်ခုပါပဲအမေကတော့ဒါကိုဘယ်တော့မှသိမှာမဟုတ်ပါဘူးသင်ခန်းစာနှစ်အစာရှာဖွေခြင်းဒါအတွက်အခြေခံနေလန်းကတော့ပိုးလုံးလုံးတွေကိုတူးထုတ်တာပါကျွန်တော်လိုင်းယုံကင်းကြည့်ဖို့ပါတယ်ဒါပေမဲ့အိုလင်ရဲ့အကိုကစိုးတယ်လို့ခင်ဗျားတို့ထင်နေရင်သူ့အမဂျိမ်းစ်ကတော့သူ့ကိုကင်းမီကောက်တကောင်နဲ့မိတ်ဆက်ပေးတော့မှာပါ Will she finally step in now? Well, သူမကတော့နောက်ပိုင်းမှာဒါကိုသူမတူငယ်ချင်းတွေနဲ့ရဲစရာအဖြစ်ပြောပြနေဦးမှာပါမင်းကတော့ကုထုံးခံယူရင်းနဲ့ဒီအဖြစ်အပျက်ကြီးကိုအယုတ်လေးတွေနဲ့ပြန်တရုပ်ဆောင်နေရမှာပေါ့အခုတော့အမေဝင်ပါရတော့မယ်သူမကဒါကို